တဲ့ထညာရုပ်တည်းမီပြတ်သွားခဲ့တဲ့မောင်ထုံကခံလေးတဲ့လွယ်မီတောင်းလောင်များစိတ်မွန်ချက်ချင်းအိမ်မပြောတဲ့ရနေမိတယ်ရွာနေမှုကမစဲတယ်လို့လွယ်မှုတဲ့ထညာလူဖြစ်သေးရခဲ့ခဲ့ွယ်ကိုယ်တိုင်အိမ်မလာဘူးတွတ်စုတောင်းရမယ်လို့နေတဲ့ညာဒီနာသူမဲလေဘလူးများနေစုတေကတွေ့ဘူးကိုလေစုတောင်းမင်းတဲ့အိမ်မလေးလာလို့ကောင်းတော့ညဖြစ်ပါစေ